ညီမ21ပါကောင်လေးက25နှစ်ဘွဲရပြီးပြီညီမ2023ခုနှစ်ကစားပြီးတက္ကသိုလ်ဆက်မတက်တော့ပင်နိုင်ငံခြားရောက်လာပါတယ်ကောင်လေးနဲ့တွဲလာတာ2 နှစ်ခွဲရှိပါပြီ12လပိုင်းကလည်းကောင်လေးကလည်းနိုင်ငံခြားရောက်လာပါတယ်ကြားထဲမှာသူမလာခင်ညီမရင်ဖောက်ပြန်မိပါတယ်8လလောက်ကောင်လေးအတင်းနဲ့တွဲပါတယ်သူနဲ့လည်းတွဲပါတယ်သူလည်းနိုင်ငံခြားမလာခင်ကောင်မလေးတယောက်နဲ့9လကြာတွဲပါတယ်ညီမနဲ့လည်းသူတွဲပါတယ်တွဲရတာပြောတာပါညီမကိုလည်းအဲ့ဒီတော့သူစိတ်မပါပါဘူးညီမလည်းသူ့ကိုစိတ်မပါပါဘူးသူနဲ့တွဲတော့ဆိုင်ထိုင်တာအစညီမအကုန်ရှင်းတာခက်များပါဆယ်ကတခါမှသူရှင်းတာပါနိုင်ငံခြားမှာအကျွေးတွေဆဲရင်သူသုံးဖို့တောင်းတိုင်းလည်းပေးပါတယ်2 သိန်းလောက်နဲတဲ့အချိန်ဆို9000လောက်ပေးပါတယ်အမြဲတမ်းတော့မပေးဘူးပေါ့ပြီးတော့သူဖုံးပြောက်သွားလို့ဖုံးဝယ်ခိုင်းပါတယ်ညီမမဝယ်ပေးပါဘူးတင်နန်းကလည်းသူတောင်းပါတယ်အဲ့ဒါလည်းညီမမပေးခဲ့ပါဘူးနိုင်ငံခြားမှာဖျားတော့ကလည်းခွဲစိတ်မှုအသေးစားလေးလုပ်ခဲ့ရတော့စာလေးတစ်စောင်တော့ညီမစီမလာခဲ့ပါဘူးညီမနာကောင်လေးအစ်စ်ကပဲလိုအပ်တာတွေဝယ်လာပေးတာပါနေပူကျဲတဲ့မှာကောင်လေးအစ်စ်ကအလုပ်ပြတ်ပြီးလာတာပါစားစရာတွေအသီးတွေအမြဲလာပို့ပေးပါတယ်ကောင်လေးအစ်စ်နဲ့ဆိုင်ထိုင်းတိုင်းသူပဲရှင်းပါတယ်ညီမတခါမှမရှင်းဘူးပါဘူးအရန်လည်းဂယူးဆိုင်ပေးပါတယ်လိုချင်တာအကုန်ရပါတယ်ဂတိလည်းတည်တယ်အရင်ကောင်လေးကောင်မလေးအသေးရတာတီးတော့ပိုတီချောင်းအရင်ကောင်လေးနဲ့သူ့ကောင်မလေးနဲ့ညီမနဲ့3 ယောက်ဂရုဖွဲပြီးပြောကြပါတယ်သူ့ကောင်မလေးကငါအရွေးမခံနိုင်ဘူးယောက်ျားတစ်ယောက်နဲ့အဲ့လိုအဖြစ်မခံနိုင်ဘူးကောင်မလေးရှိလားမေးပါသေးတယ်မရှိဘူးလို့ပဲသူဖြေတာအောက်တန်းစားကောင်မိမထမိန်နာကတ်စားတဲ့ကောင်ညီမသာငိမ့်ခံနေရတာအမားစီအရင်လူမကောင်းကြောင်းနေပဲသူပြောပြတာအမားလိုပဲတခြားမိန်းကလေးတွေအဖြက်စီးမခံအောင်လုပ်ပြရမှာဆိုပြီးညီမလည်းညီမကောင်လေးမကောင်းကြောင်းနေအမျိုးတွေရောတငယ်ချင်းတွေရောပြောပြပါတယ်ကောင်မလေးတင်းနဲ့အတူတူရိုက်ထားတဲ့ပုံတွေရောညီမအမျိုးတွေတငယ်ချင်းတွေကိုပို့ပြပါတယ်ကောင်လေးကငါ့ကိုရှက်ခွဲသလိုနင့်ကိုလည်းငါဂရုဖွဲ့ပြီးပို့ပြမယ်ဆိုပြီးညီမငါပို့တဲ့ပုံကနင်တို့မဟုတ်တရုပ်ပုံတွေမှမဟုတ်တာဆိုပြီးညီမပြောပါတယ်သူကစိတ်ချပါငါအဲ့လောက်အောက်တန်းမကြဘူးတဲ့နင့်ကိုငါချစ်လို့တဲ့ညီမနဲ့သူလည်းစက်ကိစ္စအပြင်ပိုင်းလောက်ပါပဲလုံကျူးမရှိခဲ့ဘူးပါဘူးနောက်တစ်ရက်ကျတော့ကောင်လေးကငိုယိုပြီးညီမကိုအကြောင်းစုံတောင်းပန်ပါတယ်သူ့ကိုပြန်လက်ခံပေးပါဆိုတဲ့အကြောင်းတပတ်ကျော်တောင်းပန်ပြီးညီမပြန်လက်ခံလိုက်ပါတယ်ကောင်လေးအစ်စ်ကိုလည်းလုံးဝအဆက်အသွယ်ဖြတ်လိုက်ပါတယ်သူလည်းကောင်မလေးအစ်စ်ကိုအဆက်ဖြတ်လိုက်ပါတယ်ညီမတို့2 ယောက်သားလည်းဝင်းနေချိန်တော့အရန်ရှုပ်ကြတာပါပြီးခဲ့တဲ့နှစ်က iPhone လေးဝယ်ပေးပါတဲ့နောက်နေ့ကျတော့သူ့အိမ်အတွက်တကြံသုံးဖို့ပတ်စံ10 သိန်းလောက်ချေးပါလားတဲ့ညီမဘာမှမပေးခဲ့ပါဘူးသူနိုင်ငံခြားရောက်လာတာမကြသေးတော့သူ့အကျွေးတွေလည်းရှိပါတယ်သူအလုပ်လည်းအစင်လည်းမပြေသလိုလစာလည်းညီမထက်အရန်ကြီးကွာဟနေပါတယ်ညီမကတစ်လကို60 လောက်စုမိပါတယ်သူက15 သိန်းလောက်ပဲကျန်တာပါညီမအရင်တွေလည်းကြေပါပြီမိဘကိုလည်းလတိုင်းထောက်ပံ့ပါတယ်ကိုအတွက်လည်းကိုစုပါတယ်ကောင်လေးကလည်းအလုပ်ပြောင်းချင်တာပါသူနဲ့အတူတူတအိမ်ထဲနေဖို့သူပြောပါတယ်သူနောက်ထပ်မစိုးတော့ပါဘူးလင်းလိမ့်မမာနေပါမယ်ဘာညာလဲသူပြောပါတယ်ပြီးခဲ့တဲ့လကလည်းညီမကိုလက်ဆောင်ဘာညာသူဝယ်ပေးပါတယ်ဘာလို့ချင်းလဲဘာစားချင်လဲအစားညီမပိုင်ခခိုင်အကုန်လုပ်ပေးပါတယ်အကုန်ညီမသဘောဆိုတာပါပဲညီမအကြံတောင်းနေတာသူကတအိမ်ထဲနေဖို့ပြောလာပါတယ်အတူတူစူးစမ်းကြမယ်တဲ့အဆင်ပြေတဲ့နေ့ရောက်ရင်လက်ထပ်ကြမယ်တဲ့ညီမလည်းအင်းလို့ပဲဖြေလိုက်တယ်နောက်လာသူအလုပ်ထွက်ရင်အတူနေတင်လားမတင်လားအကြံလေးပေးကြပါအောင်ရှင်မိမသားတို့ရှင်ဖွင့်ရာ